နှစ်ချို့လေပိုကောင်းလေဖြစ်နေတဲ့ဆင်မာဝိုင်းဒီရွယ်ရောက်မှဒီလိုလက်စွမ်းမျိုးစမ်းအေစီကနေထွက်လာဦးမယ်လို့လုံးတူးညမထင်ထားတာပါတွေးလင်းထက်ကိုအနိုင်ယူတဲ့အခုကြောက်စုတိုင်းကိုထပ်ပြီးအနိုင်ယူတဲ့တကြော့ပြန်ချန်ပီယံအိမ်မက်တွေတောင်အသက်ပြန်သွင်းပေးတင်ပါပြီကြောက်စုတိုင်းအတွက်တော့စိတ်မကောင်းပါဘူးစတောဝိတ်တန်းကသူနဲ့မလိုက်ဖက်ပါဘူးဖလိုင်းဝိတ်တန်းမှာချန်ပီယံလမ်းကြောင်းပေါ်ရှိခဲ့ပေမဲ့ပရိုမိုးရှင်းဘက်ကလော်ထန်းကိုပဲဦးတီတီဆောက်ထားတော့သူလဲဆုံးဖြတ်ချက်အပြောင်းလဲတွေဒါပေမဲ့ store weight တန်းကသူနဲ့ဘလို့မှကိုမလိုက်ဖက်တာပါကစားပုံကခုံစော့ဖြစ်နေပါတယ်။နီးစနစ်တွေကောင်းပေမဲ့သူ့စိတ်တိုင်းကြအားမပါသလိုတစ်ချက်ထိလိုက်တာနဲ့လန်ထွက်သွားတာပါ။ပွဲဖြတ်ဖို့ကြိုးစားတာကသူဖြစ်ပြီးကောင်းတာတွေပြန်ခံရတာလဲသူပါပဲ။တတိကောင်းလုံးလို့သာပြိုလဲမသွားတာကွင်းထဲမှာဖုတ်ကောင်လိုကိုမျက်ဖြူကြီးစိုက်နေပါပြီ။အလားလာကောင်းတဲ့လူငယ်လေးတစ်ယောက်ချန်ပီယံအိမ်မက်တွေနောက်လိုက်ရင်အခုလိုမြင်ရတာစိတ်မကောင်းဘူးဗျာ။ဘောနက်စုပါတိမ့်ပိုက်သွားတဲ့ဆန်အေအတွက်ဂုဏ်ယူပါတယ်။